စီဝါလာလာပါတိုးပြီးငွေအမြောက်များဝင်ချင်ပါသလားရတိကြီးဥခန့်ကြီးရဲ့တပ်ပအစ္ဆတေယမဟာတရကုံဂုံတော်ပဋ္ဌာန်းပတိစိတ်ချင်းကိုဒီကျွတ်နဲ့ပတိ36လုံးပတိနဲ့ပူဇော်လိုက်ပါပူဇော်နည်းကတော့တရကုံ3ပါးဗုဒ္ဓံတဏ္ဍကိစ္ဆာမိဓမ္မံတဏ္ဍကိစ္ဆာမိတန်ခံတဏ္ဍကိစ္ဆာမိပတိ3လုံးဂုံတော်9ပါးပတိ9လုံး24ပစ္စည်းပဋ္ဌာန်းအကျဉ်24လုံးစုစုပေါင်း36လုံးဖြစ်ပါတယ်ဒီ36လုံးပတိနဲ့စုစုပေါင်း28ခေါက်ရွက်ဖက်ပူဇော်မယ်ဆိုရင်ပတိကိုဘက်ရရှိပါတယ်ပြီးရင်ကျွန်တော်တို့သစ္စာဒိဋ္ဌံပြုပြီးတော့မှမိမိလိုအပ်တဲ့စုကိုတောင်းပါကပြည့်စုံမှာဖြစ်ပါတယ်ဒီ36လုံးပတိဟာပေါ်ပါပြီးတော့မှသွားလျာနေရာကိုတည်ယူရလွယ်ကူတဲ့အတွက်ရတကြီးဥခန့်ကြီးရဲ့တပ်ပအစ္ဆတေယမဟာတရကုံဂုံတော်ပဋ္ဌာန်းပတိစိတ်ချင်းကိုအချိန်မီ၍နေရာမီ၍ပူဇော်လှူဒန်းနိုင်ပါတယ်ခင်ဗျာဒီ36လုံးပတိကိုမှာယူခြင်းမှာကမြတ်မိတ်တာရဲ့ Facebook page TikTok page က Messenger မှာမှာယူနိုင်တယ်လို့399446 36956 399809 44956မှာလည်းမှာယူနိုင်ပါတယ်ခင်ဗျာအထူးကျေးဇူးတင်ပါတယ်